လို့ဒီနေ့ကတော့အိန္ဒိယနိုင်ငံတောင်ပိုင်းကိုဟင်ဘာတော်မြို့မှာရှိတဲ့ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်အာဒီယိုဂီရုပ်ထုကြီးစီတွားကြရအောင်အာဒီယိုဂီဆိုတာပထမဆုံးယောဂီလို့အဓိပ္ပာယ်ရပြီးရှီဝနမင်းကြီးဟာယောဂပညာရပ်ကိုစတင်ဖော်ထုတ်သူအပြင်ဂုဏ်ပြုထားတာဖြစ်ပါတယ်ဒီရုပ်ထုကြီးကိုတန်မဏိတန်ချိန်ပေါင်း900ကျော်နဲ့တည်ဆောက်ထားပြီးအစိပ်အပိုင်းပေါင်းမြောက်များစွာကိုစနစ်တကျဆက်တည်ဆောက်ထားတာပါဒီရုပ်ထုကြီးရဲ့အမြင့်132ပေဆိုတာဒီတိုင်းတည်ဆောက်ထားတာမဟုတ်ပဲလူသားတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့စွမ်းရည်ပအိုချက်ကရာတွေနဲ့ဆက်ပြီးကျင့်ကြံရမယ့်လမ်းစဉ်132တွဲကိုရည်ညွှန်းထားတာပါညစဉ်9နာရီတိုင်းမှာဆိုရင်ခင်မီနည်းပညာတွေအသုံးချမှုကြောင့်စုတစိတ်တွေများစွာရရှိထားတဲ့အာဒီယိုဂီရဲ့အထင်ရှားဆုံးဒေဇာရှိုးကြီးကိုအိန္ဒိယရဲ့နောက်ခံတေးဂီတခေတ်ပေါ်အလက်ထရိုဂီတတွေနဲ့ပေါင်းစပ်ပြီးနောက်ခံစကားပြောတွေနဲ့တင်ဆက်ထားတာကိုကြည့်ရတာအရန်စက်သိမ်းထားပွဲစိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဒီနေရာဟာဘာသာရေးထက်လူသားတွေရဲ့စိတ်တည်ငြိမ်မှုနဲ့ယောဂပညာရပ်ကိုအလေးပေးတဲ့အတွက်လူမျိုးဘာသာမရွေးစိတ်ငြိမ်ချမ်းမှုကိုရရှိစေမယ့်နေရာဖြစ်တာကြောင့်အိန္ဒိယကိုရောက်မယ်ဆိုရင်မဖြစ်မနေသွားတဲ့နေရာတစ်ခုဖြစ်ပါတယ်ကျေးဇူးပါ